Leeds နဲ့ကစားခဲ့တဲ့ပွဲစဉ်အတွင်း Chelsea အသင်းရဲ့ထူးခြားအချက်၄ချက်မင်္ဂလာပါဗျကိုခင်း Chelsea TV ကနေပြောင်းကျွန်တော်များအားလုံးကိုကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါခင်ဗျဒါတော့ content အသစ်လေးလို့ပြောလို့ရတယ်ပေါ့နော်နောက်ကြရင်လည်းဒါထူးခြားချက်လေးတွေကိုကျွန်တော်တို့ပွဲတစ်ပွဲပြီးတိုင်းဘယ်အချက်လေးတွေရှိတယ်အတူတူဆွေးနွေးဖလှယ်ကြည့်အောင်တချို့ကလည်းကိုမမြင်တဲ့ point လေးတွေကိုမြင်တာရှိတယ်ကျွန်တော်လည်းကျွန်တော်မြင်တဲ့ point လေးတွေကိုဆွေးနွေးတဲ့သဘောမျိုးပဲဆိုတော့ကျွန်တော် Leeds နဲ့ပွဲစဉ်မှာဆိုရင်တာမန်တက်အနည်းငယ်ထူးခြားတဲ့အချက်၄ချက်ကျွန်တော်မြင်တယ်ဗျတစ်ချက်ချင်းစီဆွေးနွေးသုံးသပ်သွားရမယ်ဒီထူးခြားချက်ဘာညာကတော့ကို့မြင်တဲ့ကိုပေါ့ဗျာတချို့ကလည်းအဲ့ဒါကြီးမထူးခြားပါဘူးလို့ခံယူတဲ့သူလည်းရှိမှာပေါ့အဲ့ဒါဆိုရင်လည်းမထူးခြားဘူးပေါ့ကျွန်တော်အမြင်နဲ့ထူးခြားတဲ့အချက်ကိုပြောတာပါโอเคအဲ့တော့ပထမဆုံးတစ်ချက်က Thomas Tuchel နဲ့ Eghbali နီးကပ်စွာတည်ရှိနေတဲ့မြင်ကွင်းလေးပေါ့နော်ပုံမှန်အဖြစ်ဆိုရင်အင်္ဂလန်နီးပြတယောက်က FA Cup Semi Final လာကြည့်တာတိတ်တော့မထူးဆန်းပါဘူးဘာကြောင့်လဲဆိုတော့ဒီ Chelsea မှာလည်းအင်္ဂလန်ကစားသမားတချို့ပါနေတယ်လို့ Leeds မှာလည်းအင်္ဂလန်ကစားသမားတချို့ပါနေတယ်အဲ့ဒါကြောင့်သူတို့ရဲ့ခြေသွမ်းကိုလာရောက်အကဲဖြတ်တာလည်းဖြစ်နိုင်တယ်လို့ Semi Final ဖြစ်တဲ့အတွက်ကြောင့်တက်လာကြည့်တာလည်းဖြစ်နိုင်တယ်ဗျာနောက်သူ့ရဲ့အသင်းဟောင်း Chelsea ဖြစ်တဲ့အတွက်လာအားပေးတာလည်းပါတယ်ကျွန်တော်ကတော့အထက်မကားတဲ့ဆက်နွယ်မှုလေးတစ်ခုရှိဖို့မျှော်လင့်နေဒါကိုမျှော်လင့်ချက်တော့အဲ့ဒါလိုဖြစ်တယ်လို့ပြောတာမဟုတ်ဘူးဘာကြောင့်လဲTuchelတတ်မှတ်ထားတဲ့နေရာမှာကြည့်လို့ရရမယ် Eghbali နဲ့နီးကပ်စွာရှိနေခြင်းဟာနောက်ွယ်မှာသူတို့ရဲ့ link လေးတစ်ခုရှိနေလို့ကျွန်တော်ယုံကြည်ထားတယ်ဒီလိုပြောလို့လေ Thomas Tuchel က Chelsea နီးပြယာရုတနေရာကိုယူမယ်လို့လည်းပြောတာမဟုတ်ဘူးအဓိကကျွန်တော်ဆိုလိုချင်တာ Chelsea လက်ရှိဖြတ်သန်းမဲ့ Premier League ပွဲစဉ်တွေနဲ့ FA Cup Final မှာ Tuchel ရဲ့အကြံဉာဏ်တွေအနေနဲ့အများတော့ရရှိနိုင်တယ်ကျွန်တော်အရှိကြီးကြည့်ပြီးပြောတာမဟုတ်ရေတိုလေးမှာပေါ့နော်Tuchel စီကဘာရနိုင်တယ်လဲဆိုရဲထူးခြားချက်လေးကိုမြင်လို့ပါကျွန်တော်တို့ဖြစ်နိုင်တယ်လို့ထင်တယ်Tuchelကအတွေ့အကြုံရှိတဲ့နီးပြတယောက် Colin McFarlane နဲ့ရှင်မယ်ဆိုရင်တော့ဘာမှမကွာဘူးလေတကယ် professional နီးပြဆရာကြီး Champion League တွေလည်းယူခဲ့ဘူးတယ်အသင်းတွေလည်းအများကြီးကင်တွယ်ခဲ့ဘူးတယ်အဲ့တော့ဒီအချိန်မှာTuchelကသူကင်တွယ်ခဲ့တဲ့အသင်းဟောင်းဘယ်တော့ဘယ်ပုံဗျူဟာပိုင်းနဲ့ကစားဒါ for example ပြောပြနော်ဒါမှမဟုတ်လေဘယ်လူစည်းကိုအသုံးပြုရင်တော့ကျွန်တော်ကတော့အကောင်းတယ်လို့ထင်တယ်အကောင်းဆုံးအကြံဉာဏ်တွေပေးနိုင်တယ်ဒါကွယ်ယာမှာ McFarlane နဲ့ဖုန်းပြောတာပဲဖြစ်ဖြစ်လူချင်းတွေ့ဆုံတာပဲဖြစ်ဖြစ်တခုခုပေါ့နော် Thomas Tuchel အနေနဲ့ကျွန်တော်တို့ Chelsea ပေါ်တန်ရောစင်မကုံတဲ့ supporting လုပ်ပေးမှုလေးတွေရှိနိုင်ပါတယ်ဒါကလည်းဥပဒေနဲ့ look in နေဗျာဒါကိုအပေးခဲ့တဲ့ကိုချစ်ခဲ့တဲ့အသင်းကိုကောင်းစေခြင်းနဲ့စိတ်နဲ့အကြံဉာဏ်တက်တက်ပေးတာပဲလေတရားမဝင်လုပ်နေတာမှမဟုတ်တာအဲ့တော့ Eghbali Tuchel ရဲ့နောက်ွယ်ဆက်ဆံရေးကိုတော့ကျွန်တော်စိတ်ဝင်စားတယ်ထူးခြားချက်လေးတစ်ခုလို့လည်းကျွန်တော်ဒီအဖြစ်အပျက်လေးကိုယူဆပါတယ်ကျွန်တော်နောက်ထပ်ထူးခြားချက်ကတော့ McFarlane အနေနဲ့ Chelsea ကိုကင်တွယ်ခွင့်ရတဲ့ပွဲစဉ်၃ပွဲမှာဒီ Leeds ပွဲကပထမဆုံးနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့သူကလက်ထောက်နီးပြအဖြစ်ပွဲစဉ်၃ပွဲကင်ဘူးတယ်ဗျဒီပွဲအပါဝင်ပေါ့နော်ပထမဆုံးတစ်ပွဲကဒါ Man City နဲ့ပွဲအဖူးတွေဒူးတွေအသိအသိနဲ့ထိတ်တိုက်ရှင်ဆိုင်ရတာအဲ့ပွဲမှာတော့ McFarlane တော်တယ်ပဲပြောရမှာပေါ့1-1တီဆိုတဲ့ရလဒ်ကိုရယူနိုင်ခဲ့တယ်ပြီးတော့3ရက်ပဲချတယ်ဖူလန်နဲ့ကစားရတယ်အပွဲမှာတော့သူတို့ 2-1 နဲ့ရှုံးသွားခဲ့တယ်ဒီပွဲမှာ McFarlane က Leeds ကို 1-0 နဲ့ရအောင်အနိုင်ပြန်ယူနိုင်ခဲ့တယ်အဲ့တော့ကြောင့် McFarlane လက်ထက်မှာတပွဲနိုင်တပွဲသေးတပွဲရှုံးဆိုတဲ့ရလဒ်3မျိုးစက်တိုက်ရပြီးသွားပြီပေါ့နော်အခု FA Cup Final မှာ Man City နဲ့ထပ်တွေ့မဲ့အခါသူ့ရဲ့ Chelsea နီးပြဘောအသက်တန်းတစ်လျှောက်နှစ်ချိန်နှစ်ခါမြောက်တွေ့တဲ့ပုံစံမျိုးလည်းဖြစ်ပါတယ်ဒီကိုတွေဘလုံးကစားခြင်းနဲ့ဆိုရင်တော့ football game မှာ iBet ကိုရှိကိုငါတို့လုံးမဲ့ sport ရှိကိုနဲ့ one expert ကိုယုံကြည်စွာကစားလို့ရတယ်လို့ဘက်ဝင်နဲ့လည်းကစားနိုင်ပါတယ်အသေးသေးတယ်ဆိုရင်တော့ဘဘဒမတ်3ကို6-3-9-3-5-3မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်အဲ့တော့ McFarlane ဒီပထမဆုံးနိုင်ပွဲရတာဟုတ်ပြီအဲ့ဒါအရင်မထူးကြဘူးနောက်ွယ်မှာတချို့တော့ဆက်နေတဲ့တိုက်ဆိုင်နေတဲ့အကြောင်းအရာလေးတော့ရှိတယ်2012တုန်းကဒီမက်တီယိုနဲ့ကျွန်တော် Chelsea Champion League ကိုအရယူခဲ့တယ်ဒီမက်တီယိုဆိုတာအချိန်အကာလမှာဘယ် Chelsea ပရိသတ်မှလိုချင်တဲ့နီးပြတယောက်တော့မဟုတ်ခဲ့ဘူးအသင်းရဲ့ legendary ကစားသမားဆိုတာလက်ခံတယ်ဒါပေမဲ့အဲ့ဒါ player career မှာတော့သူ့ရဲ့ကြော်ကြားမှုတိုးတော့နီးပြတယောက်ဖြစ်တဲ့အခါမှာဒီမက်တီယိုက Everton Grant လောက်တောင်စိတ်ကြိုက်ဖြစ်ခြင်းကိုခံခဲ့ရတယ်သူမဟုတ်ဘူးတိုးတော့အဲ့ဒီဒီမက်တီယိုကတပွဲတို့ပလန်နဲ့ကောင်းပဆိုတဲ့အသင်းတွေကိုကြော်ဖြတ်နိုင်ခဲ့တယ်ဘာစီလိုနာကိုကြော်ဖြတ်ခဲ့တဲ့နောက်ဆုံးဘိုင်ယန်မြူနစ်ကို final မှာအနိုင်ကိုကြော်ဖြတ်ခဲ့တဲ့အတွက်ဒီလိုလက်ထောက်နီးပြရည်နဲ့တပွဲတို့ပလန်ကစားပြီးပူဆွဲတတ်တဲ့အစင်လာမျိုးကိုလည်းကျွန်တော်နည်းနည်းတော့မျှော်လင့်မိတယ်ပေါ့နော်ဒါကြတော့လက်တွေ့
စွမ်းဆောင်ရည်ပိုင်းနဲ့အနေငယ်ကွဲပြားသွားပြီလက်တွေ့စွမ်းဆောင်ရည်ပိုင်းကြည့်ရင်တော့ဒါ Man City တင်းကလက်ရှိအချိန်မှာပိုကောင်းတယ်ဆိုတာညင်းလို့မရဘူးဗျာတိုးတော့ဘောလုံးမှာလက်တွေ့တစ်ခုတည်းကိုပဲစဉ်းစားလို့မရဘူးဟိုလက်တွေ့က80လောက်တော့ပါတယ်ဒါပေမဲ့20ကတချို့တော့မမြင်နိုင်တဲ့ကန်တရားပဲဖြစ်နောက်တခြားသောအကြောင်းတရားလေးရှိမှာဗျာအဲ့ဒီအပိုင်းလေးတွေကဖိမမယ်ဆိုရင်တော့ကျွန်တော်မှာဒီ McFarlane နဲ့အတူ FA Cup Final မှာဘူဆွဲနိုင်ဖို့တခုခုလုပ်ပြဖို့မျော်လင့်ခွင့်လေးတော့ရှိတယ်လုံးဝမျော်လင့်ခွင့်မရှိဘဲ Man City 100% ဘူဆွဲမယ်လို့တော့လည်းပြောလို့မရပါဘူးဒါ Chelsea တက်လို့လည်းဒီစကားပြောတာမဟုတ်ဘူးနောက်ဆုံး least တက်သွားတယ်ဆိုရင်လည်း Man City 100% တေချာပေါက်ဘူဆွဲမယ်လို့ပြောလို့မရဘူးဗျနော်ဒါတော့ဟိုထူးခြားအချက်2ချက်ပေါ့နောက်3ချက်မြောက် Enzo ရဲ့အောင်ပွဲခံဟန်လေးပေါ့လေအဲ့ဒါလို့အင်အားအပြည့်နဲ့ဒီ logo ထိုးပြီးတော့အောင်ပွဲခံသွားတဲ့ပုံစံကိုကျွန်တော်သဘောကျတယ် Enzo Fernandez Chelsea တင်းကထွက်မယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်တက်နေတာပါကျွန်တော်လည်း Enzo ထွက်နိုင်တယ်လို့ယူဆထားတယ်။သို့ပေမဲ့ Chelsea ကဒီဘောလုံးရသည်မှာစူပလာတကူရပြီး Enzo Fernandez ကိုလည်းအသင်းမှာပျော်ရွှင်အောင်ဆက်လက်စီယုံသိမ်းသွင်းနိုင်မယ်ဆိုရင် Fernandez က Chelsea မှာပဲပြန်လဲအခြေချဖို့စိတ်ကလေးမြန်ဖြစ်လာမလားပေါ့။အဲ့ဒီနိုင်ပွဲလေးကစပြီးတော့ Enzo ရဲ့အားပါပြင်းထန်တဲ့အောင်ပွဲခံဟန်တစ်ခုမှသည်ကျွန်တော်တော့ Enzo Chelsea မှာဆက်ရှိနေဖို့မျှော်လင့်နေပြီပါတယ်။နောက်ဆုံးတစ်ချက်က Pedro Neto ရဲ့ပြန်ပေါ်လာတဲ့ခြေစွမ်းဖြစ်ပါတယ်။ Neto ကAlejandro Garnacho လိုမျိုးပဲရှေ့ပွဲတွေမှာတောက်လျှောက်အစဲခံခဲ့ရတဲ့ကစားသမားဘယ်သူမှမကြိုက်တော့ဘူးဗျာတိုးတော့ဒီပွဲတွေမှာတော့ Pedro Neto ကတကယ်ကောင်းမွန်တဲ့ခြေစွမ်းတစ်ရက်ကိုပြသသွားခဲ့တယ်ဘယ်လောက်ထိကွာဟသွားတယ်လဲဆိုရင်တစ်ဖက်မှာ Alejandro Garnacho ကြောင်ပြောက်နေတဲ့အချိန် Pedro Neto ကခြေစွမ်းပြတဲ့အခါဝင်းနှစ်ဖက်ကအရင်ကွာသွားတယ်ပေါ့နော်အဲ့ Neto ရဲ့လှုပ်အားနှုံတိုးအားယုံအားတွေကငကူ Pedro Neto ကို leaf ပွဲတွေမှာပြင်မြင်လိုက်ရတယ်လို့ပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်အနေနဲ့အနေငယ်ထူးခြားတဲ့အချက်၄ချက်ကိုမြင်မိတဲ့အတွက်ဆွေးနွေးသုံးသပ်ခဲ့တာပါကျွန်တော်ညီကိုတွေရောဘယ်အချက်တွေကိုနောက်ထပ်ထူးခြားချက်တွေအဖြစ်သတ်မှတ်ခြင်းလဲ comment မှာဝင်ရောက်ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ရင်းနဲ့ပဲဗီဒီယိုလေးကိုနားပါရစေခင်ဗျ